တကယ်ပဲဖရာသခင်ကျွန်တော်တို့ကိုအတုံးပြုတ်တော့မယ်ဆိုရင်ကိုယ့်ရဲ့အစွမ်းစတဲ့အားလုံးကိုချိုးဖြတ်ကြည့်တော့တိတက်ဘုရားသခင်အတုံးပြုတ်တာဖြစ်ပါတယ်ဘုရားသခင်ကသူ့နီးလန်းနဲ့အတုံးပြုတ်တာဖြစ်ပါတယ်ဘာသာဝင်တွေကိုဖန်ဆီးဖို့အတွက်သူစိတ်ပြင်းထန်တဲ့သူတယောက်ဖြစ်တယ်။အဲကြောင့်တနေ့ရောက်တဲ့ခါမှာဒီမှာအပိုင်နဲ့နစ်ကိုကျွန်တော်ဖတ်ချင်တယ်။ထိုဘာသာဝင်တော်ယောက်ျားမိန်းမတို့ကိုတွေ့လေချိန်တော်၍ယူစင်မြို့တို့ပို့ဆောင်မိအကြောင်းတမန်သက်မြို့၌ရှိသောတရားစရမူထံတို့မာစာကိုပေးပါဟုယေဘရဟိမိထံ၌ဝင်၍တောင်းပြမှာသူဘလောက်ထိစိတ်ပြင်းထန်တယ်ဆိုတမန်သက်မြို့မှာဖတ်ပြေးသွားတဲ့သူတွေကိုဖန်ဆီးဖို့အတွက်ယေဘရဟိမိထံမှာမာစာကိုတွားယူတယ်အခွင့်တောင်းပြီးတော့သူကတက်ချက်ဖို့အတွက်သူတွားနေတာဖြစ်ပါတယ်အဲ့တော့သူရဲ့ဒေါသအာနာသူ့ရဲ့အစွမ်းစားဘလောက်ထိပြင်းထန်နေပေမဲ့ဘုရားသခင်ကသူ့ကိုရွှေကောက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်တကယ်လည်းလုံးဝသူ့ရဲ့အစွမ်းစားအားလုံးကိုလမ်းတစ်ဝက်မှာသူ့ကိုကောင်းကင်ကနေအလင်းတန်းသူ့ပတ်လေမှာအလင်းထွန်းလင်းစေပြီးတော့သူ့မျက်လုံးဝယ်သွားတာဖြစ်ပါတယ်သူလုံးဝ3 ရက်တိုင်မျက်လုံးဝယ်သွားတယ်သူအစာဟာမစားနိုင်တော့ဘူးသူ့ဘဝအသက်ကျွမ်းခြင်းရေးရခြင်းအားလုံးမှာကနေအဆုံးတက်ခဲ့ရတာဖြစ်ပါတယ်အဲ့တော့ဘုရားခင်တာမှာသူအတန်ကြားတယ်အဲ့တော့သူ့နှလုံးသားမှာသူဝန်ခံလိုက်တယ်ဝန်ခံပြီးတော့ဘုရားသခင်ကသူ့ရဲ့အစဉ်စဉ်တဲမှာစနစ်တကျပုံတွင်းပြီးတော့သူ့အတုံးပြုတ်သွားတာဖြစ်ပါတယ်အဲ့တော့အစဉ်သစ်ဘုရားသခင်ပြင်ဆင်သားဖြစ်တဲ့အတွက်ကြောင့်မို့ပရောဖက်အာနာနိကသူ့စီမှာလာပြီးတော့ဆုတောင်းပေးတဲ့အခါမှာသူ့ရဲ့မျက်လုံးဟာငါးကြီးကိုခွာချတယ်အလွန်လိုက်ခွာချပြီးတော့မျက်စိပြန်မြင်သွားတယ်ဆိုတော့ကျမ်းစာကတော့ရှင်းနေစွာပေါ်ပြထားပါတယ်။ဒါကြောင့်သူ့ရဲ့တော်ချင်းတက်ချင်းအားလုံးဇာတိစီအားလုံးဟာအလွန်လိုက်ခွာချပြီးတော့ဘုရားသခင်ဝန်ခံပြီးတော့ဘုရားသခင်သူ့အတုံးပြုတ်သွားတယ်။ဒါကြောင့်ဘုရားသခင်သူ့ဝန်ခံလိုက်တဲ့အခါမှာသူ့ရဲ့နှလုံးသားထဲကနေဘုရားကိုသူရရှိသွားတဲ့အခါမှာတခါတည်းဗာဒိစံခံပြီးတော့တပည့်တော်တွေနဲ့ကာလအတန်နေပြီးနောက်ပိုင်းမှာတရားစရမှာယေရှုခရစ်တော်ဟာဘုရားသခင်ရဲ့သားဖြစ်ကြောင်းကိုမဆိုင်မလက်ရေးရေးဝုတ်ဝုတ်ဟောပြောတော်သူတို့ဖြစ်လာတယ်ဆိုတော့ဒီကျမ်းစာထဲမှာကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်မို့ချက်လက်ဆိုတာတမန်မိတ်ဆွေများကျွန်တော်တို့ရဲ့အသက်တာကိုကျွန်တော်စမ်းစစ်ဖို့လိုပါတယ်။ဘုရားသခင်ကလူတိုင်းကိုအတုံးပြုတ်ချတဲ့သူဖြစ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့တော်ချင်းတက်ချင်းကိုပဲမိခိုပြီးတော့ကိုယ့်ရဲ့အာသာစိတ်နဲ့တွားနိုင်ပြီဆိုရင်ဘုရားသခင်ကအတုံးပြုတ်ဖို့အတွက်အစိတ်မပြေပါဘူး။အဲ့တော့ဘုရားသခင်အတုံးပြုတ်ဖို့အတွက်ကျွန်တော်တို့ရဲ့နှလုံးသားမှာနဲ့အားလုံးချဖို့လိုပါတယ်။ကိုယ့်ရဲ့နီလန်းအားလုံးကိုလည်းကနေဘုရားရဲ့နီလန်းဖက်ပြောင်းပြီးတော့ဘုရားကိုနေရာပေးပြီးတော့တရှင်တော်ဝိညာဉ်တော်နဲ့ကနေကျွန်တော်တို့ကိုပြုတ်ပြင်ပြီးတော့ပို့ဆောင်မှုပေါ်မှာကျွန်တော်တို့လိုက်လျှောက်ဖို့လိုပါတယ်ဆိုတော့တကယ်ကျွန်တော်အားပေးခြင်းတယ်အဲ့တော့ရှောလူရဲ့အသက်တာကဲတော့ကျွန်တော်တို့ကိုလည်းဘုရားသခင်အသုံးပြုခြင်းတယ်ရှောလူရဲ့အသက်တာကဲတော့ကျွန်တော်တို့ကိုလည်းပြောင်းလဲစေခြင်းတယ်ရှောလူရဲ့အသက်တာကဲတော့ကျွန်တော်တို့ကိုလည်းယေဝုစွာကနေအေဝံဂေလိယေရှုခရစ်တော်ရဲ့ကေတင်ခြင်းအေဝံဂေလိတဲ့တဲ့စကားကိုဟောပြောတော့သူဖြစ်စေခြင်းတယ်ဒါဘုရားသခင်လိုတော်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာအတီးတီးကိုအမြင်ဆန်းစစ်ပြီးတော့ကျွန်တော်တို့ရဲ့အစွမ်းစကိုပဲမိခိုပြီးတွားခြင်းမဟုတ်ပဲနဲ့ဘုရားသခင်ကိုနီလန်ဘုရားသခင်ပြုတ်မဲ့အရာကိုကျွန်တော်တို့နှိတ်ချစွာခံယူပြောင်းလဲပြီးတော့အတ္တတာကိုကျွန်တော်တို့ဆက်လက်ကနေအသက်ရှင်ဖို့လိုပါတယ်ဆိုတော့ကျွန်တော်တကယ်အားပေးခြင်းနဲ့ဇာနာတို့ရောက်စီတိုင်းပေါ်မှာဘုရားသခင်အသက်တပံကောင်းချီးပေးပါစေ